အားလုံးပဲမင်္ဂလာပါဗီဒီယိုလေးမလုပ်တာတော့ကြာသွားပြီပေါ့နော်စကားပြောကိုမလေ့လာခင်မှာတည်ထားချက်နဲ့အချက်၃ချက်ပေါ့နော်အဲ့ဒါမျှဝေသွားဖြစ်ပါတယ်ဆိုတော့ပထမအချက်ကနားရည်ဝအောင်လှုပ်ထားရမယ်ကိုယ့်ရဲ့နားကိုနားရည်ဝအောင်လှုပ်ထားပါနားရည်ဝအောင်လှုပ်ဖို့နည်းလမ်းတွေအများကြီးရှိတယ်ကိုကြိုက်တဲ့နည်းလမ်းနဲ့နားထောင်လို့ရတယ် podcast ပဲနားထောင်မလား anime ပဲကြည့်မလား YouTube ပဲကြည့်မလားပြီးရင် TV show ပဲကြည့်မလားကြိုက်တဲ့နည်းလမ်းနဲ့သွားကိုယ့်ရဲ့နားကိုနားရည်ဝပါစေအဲ့ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့ like တူကပြောရမယ်နန်းရွယ်တဲနော်အဲ့ဒါအမြပြောတဲ့ခါမှာကိုလည်းနန်းရွယ်တဲနော်မျိုး like ပြောတဲ့ပုံစံပေါ့နော်私のことを忘れないでくださいအဲ့ဒါစတာအဲ့ဒါဒုတိယအချက် like တူမှာပြောရမယ်တတိယတစ်ချက်ကပါလဲဆိုရင်ကွာလက်တွေ့သုံးချပါပေါ့နော်မန်ရှိပဲဖြစ်ဖြစ်ပေါ့နော်ငွေချင်းတွေနဲ့ပဲဖြစ်ဖြစ်ဒီကင်မရာရှိမှာပဲဖြစ်လက်တွေ့အသုံးချကိုချရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကိုပြောချင်တဲ့စာသားကိုရေးမှတ်ထားလိုက်ဆိုတော့ဒီအချက်၃ချက်နဲ့လေ့လာကြည့်ပါပေါ့နော်ဆိုတော့အဆင်ပြေမယ်လို့ထင်တယ်နောက်ထပ်ဗီဒီယိုပြန်ဆောင်ကြရအောင်